အားလုံးမင်္ဂလာပါပုံမှန်တင်ဆက်နေကြဖြစ်တဲ့မြန်မာပြည်တွင်းမှာရှိတဲ့ဝေးလံခေါင်းပါတဲ့အရက်ဒေတာတွေကိုဘယ်လိုမျိုးကျွန်တော်တို့ဒီကုန်တင်ကားဆရာကြီးတွေကခက်ခဲရုန်းကန်လှုပ်ရှားတဲ့ဗီဒီယိုကိုမြန်မာတင်တွေ့ရမှာဖြစ်ပါတယ်။မြင်ရတွေ့ရတဲ့အတိုင်းပဲကျွန်တော်တို့ရှေ့မှာဆင်တဲ့တောင်ဆွဲနေเนาะကားကြီးကတော့ကားကြောကြီးဆိုတော့မြင်လိုက်တာနဲ့ကျွန်တော်တို့ဒီလမ်းတွေဘယ်လိုမျိုးခက်ခဲလဲဆိုတာသိပါမှာ။စီးနေသနာပါလေးတောင်းအိုးတစ်ချက်မှမယုံเนาะဒီလမ်းတွေနော်ဟိုဘယ်လိုမလဲတကယ်ကိုဟိုတော်တော်ကိုရုန်းကန်လှုပ်ရှားတဲ့ညီလန်းလေးဖြစ်ပါတယ်ကျွန်တော်တို့တွားဖို့တဲ့လူတွေသိပါမှာနော်ဆိုတော့ဒီလူမျိုးလမ်းခီခက်ခဲတွေကိုတွားဖို့တဲ့လူတွေတစ်ချက်လောက်ဘယ် data ဘယ်လမ်းခီတွေကစိုးတယ်ဆိုတော့တကယ် comment လေးတစ်ချက်လောက်ရေးပေးကြပါအောင်မြင်ရတဲ့အတိုင်းပဲလမ်းမဟုတ်တဲ့လမ်းတွေတွားတာဖြစ်တဲ့အတွက်ကြောင့်ချောင်းတွေမြောင်းတွေပြန်ပြီးတော့မှအခုလိုမျိုးခက်တန်းနေတယ်ရှိပါတယ်ဆိုတော့ကျွန်တော်တို့ဗီဒီယိုတွေကိုဆက်ပြီးတော့ကြည့်လိုက်အောင်လွယ်တော့မလွယ်ဘူးเนาะလောက်ကန်စားတဲ့ဘွားတွေကဒါကမြင်ရတဲ့အတိုင်းပဲရေစီရမ်းတိုင်ဒီချောင်းတွေကဖြတ်လို့မရတဲ့အနေထားပဲပေါ့เนาะဒီဘက်တက်တော့ရေရောက်ဖြည်းဖြည်းချရေလေးရောက်ဖြည်းဖြည်းချဖြည်းဖြည်းလေးပဲဖြည်းဖြည်းလေးပဲနေတော့မျိုးစုံဆွဲရတာเนาะရှေ့မှာစင်နေနဲ့ဆွဲတယ်လို့မျိုးကျွန်တော်တို့တစ်ခါလေးဘတ်ဖို့ဒိုးစာထွန်ဆက်တွေနဲ့ဆွဲရလို့တချို့နေရာတွေမှာအခုလိုမျိုးလူအင်အားသုံးပြီးတော့ကားဆိုင်တွေဆွဲရတဲ့အနေထားရှိရเนาะဟိုဆက်ကြည့်လိုက်အောင်เนาะရှေ့မှာတုံးလုံးပလက်တွေနဲ့เนาะလုံးဝဖြစ်တာမှာဟိုဘက်ဒီဘက်တစ်စီးဒီเนาะနှစ်စီးကိုဖြစ်တာစုံဖြစ်တဲ့အနေထားကြီးလမ်းအနေထားကိုလည်းကြည့်လိုက်အောင်အစင်းဟိုမှာတော်တော်ကိုရှော့နေအလိမ့်လိမ့်နေဟိုတတိဘဲညာကြည့်ပါဆိုဘဲရောညာအောင်နှစ်ဖက်စလုံးနေเนาะကားတင်းဆောင်တာဟိုကားဆိုင်ကြီးပိုင်းဖြစ်သွားတယ်เนาะကုံကြီးကမြင်ရတဲ့အတိုင်းပဲအဲ့လမ်းခီးမျိုးတွေဖြတ်တန်းရတဲ့အခါမှာအခုလိုမျိုးအတန်အနီရည်ကုံစီဆုံးရှုံးမှုတွေနော်ရေမတော်စဖြစ်မှုတွေကအရန်တော်တော်ကိုများတဲ့ခါကျတော့အရန်ဂရုစိုင်းမအောင်ရပါတော့ဒီလမ်းကြီးပုံမှန်သွားနေကြလမ်းမျိုးမဟုတ်တဲ့ခါကျတော့ဟို
တန်ကားတန်းတာအိုးရောက်ဖူးတဲ့သူတွေတော့သိမှတင်တယ်ဘယ်လမ်းဘယ်ခီးဆိုတာစင်ပြီဒီ short night ဒီအိုင်းရတယ်နဲတာမဟုတ်နော်တကယ်ဒါမှမိုးရင်းကာလာမရောက်တယ်နော်မိုးဘူးကာလာမရောက်တယ်ပွင့်လင်းရသည်မှာဒီလောက်ထိဖြစ်မလွယ်ဘူးလို့ဆိုနော်ကိုက်တော့2မျိုးကောင်းတယ်ဒီလမ်းမကြီးဘူးရုံးတော့ရုံဒီဟာမျိုးမကျွတ်တဲ့ခါမျိုးမှာထွန်ဆက်တွေနဲ့ဆွဲတာဘတ်ဖို့ဒိုးစာခုနကလိုမျိုးရှိမှကျွန်တော်စင်နေနဲ့ဆွဲတာလူရင်းရတော့ဆွဲထိုးရတာတောင်းတောင်းပဲလွဲလိမ့်မယ်ဒီထဲမှာလုံးနေသွားပြီနော်ဒီထဲမှာအိနာတမိတမျိုးပဲမချက်ပြုတ်စားတော့ဖို့တော့မှအနာမှာစိုက်နေအောင်ရှိပါမှာမသိတကယ်ကိုခက်ခဲသွားတယ်လေနော်ကျွတ်တော့ကျွတ်ပါနော်တန်တယ်အောက်မှာမြေမာရှိနေတယ်နော်မြေမာကြောင့်မလို့တန်တယ်နော်2Cဒီမိုက်အားဖြင့်ဘာဖြစ်ကင်းချင်များလိုပဲလေ6လောက်တွေကအများကြီးပါလားကင်းချင်များ6လောက်တစ်ချောင်းကျတော့ဘာဖြစ်ဘာဖြစ်ကိုယူလာတဲ့စပယ်ဘင်းနဲ့လည်းပုံဆောလားအဲ့တော့ပါတယ်နေထားကိုတစ်ချက်ရှုဘာဒီကြီးနားပါကန်လမ်းပိုင်းဟာကချင်ပြည်နယ်ရဲ့အဓိကစီးပွားရေးဒေသတစ်ခုဖြစ်ပေမဲ့လက်ရှိအချိန်မှာတော့ဒီသွားပြည်သူတွေအတွက်လုံခြုံရေးရေးစရာကောင်းတဲ့ဒီလေးလမ်းတစ်ခုဖြစ်နေပါတယ်။တောက်ကူးလမ်းထက်မြေသားလမ်းတွေပုံများနေတာကြောင့်ကားစီးရတာဟာလမ်းပေါ်မှာသွားနေရတယ်လို့မျိုးမဟုတ်ပဲစိုင်းခံနေတဲ့ရေပြင်ပေါ်မှာလှေစီးနေရတယ်လို့မျိုးတစ်ကိုယ်လုံးမှိုင်းနေရပါတယ်။ကားသမားတွေနဲ့ဒီတဲ့တွေအတွက်ခါနာကိုလက်ကိုက်ခဲမှုကတော့ရှောင်လွှဲလို့မရတဲ့ဒုက္ခတစ်ခုပါ။မိုးရာသီမှာရှုံညုံနေကြောင့်လမ်းပိတ်တယ်လို့နွေရာသီမှာလည်းဖုန်ထူပြီးလမ်းချော်တာတွေကြောင့်ကားတွေတန်းစီဆောင်ဆိုင်ရတာကပုံမှန်လိုဖြစ်နေပါတယ်။လမ်းပိုင်းပိတ်ဆို့မှုတွေကြောင့်ခရီးသည်တွေဟာလမ်းပေါ်မှာညအိပ်ညက်ခံဆောင်ဆိုင်ရတာမျိုးတွေလည်းကြုံတွေ့နေရပါတယ်